Hello C function တရားတစ်ခုရေးမယ် challenge ရဲ့49မြမျက်မှောက်နေ့ကနေပြန်လည်ကြိုးဆိုပါလေဒီနေ့ကကြတော့မနေ့ကဟာပဲပြန်ရေးမှာပဲမနေ့က range ပဲเนาะ minimum ပေးလိုက်တယ် minimum တစ်ခုပေးလိုက်တယ်ကိန်းဂဏန်းတစ်ခု maximum ကိန်းဂဏန်းတစ်ခုပေးလိုက်တယ်အဲဆိုရင်အဲ့ဒီ minimum ကနေပြီးတော့ဒါ maximum ရောက်တဲ့အထိဂျားထဲမှာရှိတဲ့ကဏန်းတွေကိုပါတဲ့ array တစ်ခုကိုပြန်ထုတ်ရမှာဖြစ်ပါတယ်အဲ့ဒီကြောင့်မို့လို့ minimum ကိန်းကလည်းပေးချင်တာပေးမယ် maximum ကိန်းကလည်းပေးချင်တာပေးမှာဆိုတော့အဲ့နှစ်ခုကြားထဲမှာခြားနေတဲ့ကိန်းကဏန်းဘယ်နှခုရှိလဲဆိုတာမသိရတဲ့အတွက်ကြောင့်မလို့ program run နေရင်းနဲ့ memory ကိုဖန်တီးရတယ် allocate လုပ်ရတယ်အတွက်လုပ်ခဲ့တယ်ဒီနေ့ကပြီးတော့ကျွန်တော်တို့လုပ်ပြီးတော့ဒီအဖြေပေါ့နော်ဒီ result ပါတယ်ဒီ result တွေဒီကြားထဲမှာဒီဥမာ -10 ကနေ +10 ဆိုရင်ဒါ -10 -9 -8 -7 -6 စသဖြင့်အဲ့ကနေ1 2 3 4 5 6 7 8 9ထိဗျာအဲ့ဒါတွေပါတဲ့ကိန်းကဏန်းဒီကိန်းပြည့်ဒီဟာတွေပါတဲ့ array ကြီးပေါ့နော်အဲ့ array ကြီးကို return ပြန်ပေးတယ်ဒီနေ့ကျ array ကို return မပြန်ဘူးကျွန်တော်တို့အဲ့ဒါကွာသွားမှာဒီနေ့ရေးမဲ့ဟာ array ကို return မပြန်ဘူးဆိုတော့ဘယ်လိုလုပ်ရမှာလဲကျွန်တော်တို့တွေကဘယ်လိုလုပ်ရမှာလဲဆိုတော့ကျွန်တော်တို့ကဒီအဖြေကိုထည့်ဖို့ဆိုရက် variable တစ်ခုကတော့ကြီးညာရမှာပဲ variable array တစ်ခုကတော့ရှိမယ်ဗျာအဲ့ဒီ variable array တစ်ခုကိုကျွန်တော်တို့က pointer နဲ့ဗျာ address of ဒီ pointer type အမျိုးအစားဗျာ pointer like pointing to the address of the variable ဆိုတဲ့ဟာမျိုးနဲ့တွားမှာဗျာဒီ address of the variable ကို point လုပ်ထားတဲ့ pointer ကိုကျွန်တော်တို့ကအသုံးပြုပြီးတော့ function ထဲကိုထည့်လိုက်ခြင်းအပြင် function ထဲမှာကျွန်တော်တို့ execution တွေလုပ်တဲ့အခါမှာဒီ pointer က point လုပ်ထားတဲ့ဒီ variable ရဲ့ memory address ကိုတွားပြီးတော့ manipulate လုပ်တဲ့အတွက်ကြောင့်မလို့တွားပြင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကတန်ဖိုးတွေလည်းပြောင်းလဲမှာဖြစ်တယ်အဲ့လိုနီးနဲ့ကျွန်တော်တို့တွားမှာပေါ့နော် so ဒီမှာ pointer to pointer logic ကိုအဓိကအားဖြင့်လေ့လာရမယ်ပေါ့နော်ကျွန်တော်တို့ဆိုတော့မနေ့ကအတိုင်းပဲဒါပေမဲ့ဒီတစ်ခါကြတော့ဟိုပို့လိုက်တယ် original array ကို pointer နဲ့ထောက်ပြီးတော့တွားပြီးတော့ရေးမှာပေါ့နော်ဆိုတော့နာမည်ကတော့ကျွန်တော်ကမနေ့ကဟာဟိုမျိုး ultimate range ဆိုပြီးတော့ပေးထားတယ်ပေါ့နော်ဆိုတော့ဒီနှစ်ခုကို copy ထဲမှာထည့်လိုက်ပြင်းတာပေါ့နော်အဲ့ဒါဆိုတော့ ultimate range ကဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့ integer main void ဆိုပြီးတော့ရှိမယ်အဲ့ဒီမှာ okay အဲ့ဒီမှာ integer ရဲ့ minimum ပေါ့နော် minimum က -10အဲ့မှာ integer maximum ကဘာလဲဆိုတော့10ပဲသွားမယ်မနေ့ကအတိုင်းပဲစပြီး counter ယူဖို့အတွက် counter 0ပဲထားမယ်အဲ့မှာကျွန်တော်တို့ကအဖြေကိုထည့်ဖို့အတွက် result ဟာတစ်ခုရှိမယ်အဲ့မှာစမယ်ဒီတစ်ခေါက်လာမဲ့ function ကကြတော့ဘာကို return ပြန်စေချင်တာလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီဒီ result ပေါ့နော် array ကြီးရှိတယ်လေခုနက -10 ကနေ +10 ဆိုလို့ရှိရင် -10 to +90 ကဏန်းနေရှိတယ်အဲ့ဒီကဏန်းဘယ်နှလုံးရှိလဲဆိုတော့အဲ့ဒီ result ရဲ့ size ကိုပြန်ပေးမှာဒါပဲဆိုတော့ကျွန်တော်တို့ရရမှာအဲ့ size ကိုပဲသိရမှာဗျာအဲ့တော့ size ဆိုပြီးတော့ထားလိုက်အဲ့ဒီ size တွေကိုဘာလို့လာမှာလဲဆိုတော့ ultimate range ဆိုတဲ့ function ကိုခေါ်လိုက်မယ်ခေါ်လိုက်ပြီးတော့ကျွန်တော်ပို့လိုက်ပြီဆိုတာလည်းရောက်မှာပို့တဲ့နေရာမှာကျွန်တော်တို့ကမူဒီ return ပြန်ပေးမဲ့ဟာမရှိတော့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က we will send the pointer ဒီ pointer ကို send မှာဖြစ်ပါတယ်ဒီ pointer ကိုဘယ်လို send မလဲဆိုလို့ရှိရင်ဒီမှာ range res ဆိုပဲရေးလိုက်တယ်ဆိုလို့ရှိရင်ဒါ pointer ပဲရောက်သွားမှာဒါပေမဲ့ကျွန်တော်တို့ pointer ကို send မှာမဟုတ်ဘူးဒီ pointer ကဘာရဲ့ pointer လဲဆိုလို့ရှိရင် result array ရဲ့ first ဒီ element ပေါ့နော် first item ကို point လုပ်ထားတဲ့ pointer အဲ့ဒီ point လုပ်ထားတဲ့ pointer မဟုတ်ပဲねကျွန်တော်ကကြတော့အဲ့ဒီ pointer ကို point လုပ်တဲ့ pointer ကိုပြန်ပို့ပါဗျ so it's like we will be sending the pointer pointing to the memory address of the variable res so res ဆိုတဲ့ variable ကို point လုပ်ထားတယ်
RDS ဆိုတဲ့ variable ရဲ့ memory address ကို point လုပ်ထားတယ် pointer ကိုပြန်မယ် minimum ပြန်မယ် maximum ပြန်မယ် damn ရပြီခဏထားလိုက်အောင်အဲ့မှာ function ရေးလိုက်အောင်ပြန်မှာ site ကိုပြန်မှာမလို့ integer ကိန်းပြည့်အမျိုးအစား function ရဲ့ name က ulti ultimate range ဒီဝင်လာမယ့်ကောင်ဒီဝင်လာမယ့်ကောင်က is a pointer pointing to the memory address of the range and memory address of range memory address of result ပေါ့နော်အဲ့ဒီ result ရဲ့ variable ကလည်း is also a pointer ပေါ့ so is integer is a pointer pointing to the pointer yes အဲ့လိုဖြစ်သွားမှာ parameter အနေနဲ့ဆိုလို့ရှိရင် integer min integer max and grade so ရပြီအဲ့တော့ဘာဆက်ရေးကြမလဲနော်ဘာဆက်ရေးကြမလဲဆိုကျွန်တော်တို့တွေက result ကိုဒါဘယ်လောက်ထည့်ရမလဲဆိုတော့မသိနိုင်ဘူးလीနော်အငယ်ဆုံးကနေအကြီးဆုံးကိန်းကြားထဲမှာ range ဘယ်လောက်ရှိလဲဆိုတော့မသိရဘူးမသိရတဲ့ result ကိုထည့်မယ်အဖြေ array ပေါ့အဲ့ဒါလည်းဟာလည်းမသိရအောင်အဲ့ဒါကိုကျွန်တော် memory allocation လုပ်ရမယ်integer I equal to 0ဆိုပြီးတော့ဒါကတော့ထုံးစံတိုင်းပါနော်ဒီမှာ integer ခုနက result array ကြီးဗျာ result array ကိုကျွန်တော်တို့ဖန်တီးထားလိုက်မယ်အဲ့ထဲကိုကျွန်တော်တို့ကဘယ်လိုမျိုး memory allocation လုပ်မလဲဆိုတော့ကျွန်တော်တို့က malloc memory allocation site ကဘာလဲဆိုတော့ကိန်းတွေကြီးပဲလीနော်ဆိုတော့ size of integer is size of integer size ပဲအဲ့ဒါကို multiply by ဘာနဲ့ multiply မှာလဲဆိုတော့ကျွန်တော်တို့က -10 ကနေ +10 ဆိုရင်ကိန်းကနန်းဘယ်လောက်ရှိမလဲဘယ်လောက်ရှိမလဲဆိုတော့ဟာ maximum နဲ့ကနေ minimum နှုတ်လိုက်တဲ့ဟာကိုနောက်မှာတစ်ပံပေါင်းလိုက်ဆိုရင်အဲ့ဒါရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နှခန်းလဲဆိုတော့ကျွန်တော်တို့ရသွားပြီရသွားတဲ့ဘယ်နှခန်းလဲမှာတစ်ခါတလေမှာ minimum က maximum နဲ့ကြီးညာမျိုးဖြစ်နေနိုင်တယ်အဲ့မှာ minimum က maximum နဲ့ကြီးတာမျိုးဖြစ်နေနိုင်တယ်တစ်ခါတလေမှာ maximum နဲ့တူနေတာမျိုးတွေလည်းဖြစ်နေနိုင်တယ်အဲ့လိုမျိုးဖြစ်နေတာမျိုးဆိုလို့ရှိရင်တော့အဲ့ array ဆိုတဲ့အဖြေထည့်မဲ့ array တွေကိုဘာမှမပါတဲ့နားကိုပဲထည့်လိုက်ပါထည့်ပြီးတော့ return မှာလုံးဝဘာလုံးမလုပ်လို့မရတဲ့အတွက်ကြောင့်မို့လို့ကိန်းဂဏန်းတစ်ခုမှမပါတဲ့အတွက်ကြောင့်0 return ပြန်လိုက်ပါမယ်အဲဒါ return ပြန်လိုက်ရင် size ကလည်း size က0ကြီးဖြစ်နေမှာဖြစ်ပါတယ်အဲ့ဒါတစ်ချက် okay နောက်တစ်ချက်ကကြတော့ error case ကကြတော့ကျွန်တော်တို့ကဒီ array ကြီးကarray ကြီးက memory allocation လုပ်တဲ့အခါမှာ fail တာလည်းဖြစ်နေနိုင်တယ်ဗျဖြစ်အကယ်၍ပေါ့နော် array မရှိခဲ့ရင်အဲ့ဒါဘာနဲ့တူတူပဲဆို is array equal ပေါ့နော် is equal နားနဲ့တူနေတာမျိုးကြီးဖြစ်နေနိုင်တယ်ဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့မလဲဆိုတော့return ပြန်ရမှာပေါ့နော် return -1 ပြန်မယ်-1လည်းရောက်ခဲ့တယ်ဆိုလို့ရှိရင်တော့ is mean something wrong ပါ so s အခြေအနေတစ်ခု -1 မဟုတ်တဲ့အခြေအနေပေါ့မဟုတ်-1 မဟုတ်တဲ့အခြေအနေဆိုတာထက်အဲ့လိုမရေးပဲနဲ့ကျွန်တော်တို့က if အကယ်၍များနားနဲ့မတူခဲ့ရင်ဆိုတဲ့အခြေအနေတစ်ခုနားနဲ့မတူခဲ့ရင်အခြေအနေတစ်ခုနဲ့တခြားအခြေအနေတစ်ခု okay တခြားအခြေအနေတစ်ခုဆိုရင်တော့ -1 ပြန်လိုက်နားနဲ့မတူတဲ့အခြေအနေဆိုရင်တော့ကျွန်တော်တို့တွေကဒါက array ကနားမဟုတ်တဲ့အတွက်ကြောင့်မလို့ array တွေကမှန်တယ်ပေါ့နော် array memory allocation လုပ်တာလည်းမှန်တယ်ဆိုတာပြောလို့ရတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ minimum ဟာဆိုရင်ဖြင့် maximum ထက်ငယ်နေသမျှကာလပတ်လုံးဘာလုပ်ကြမလဲဆိုတော့ array ရဲ့အပေါ်မှာရှိတဲ့ i ခန်း i က0ကစားဆို array ရဲ့0ခန်းထဲကို i ကိုထည့်ဟုတ်ပါဘူး array ရဲ့0ခန်းထဲကို minimum ကိန်းလေးကိုစထည့် minimum ကိန်းလေးကိုတဖြည်းဖြည်းနဲ့တိုးသွားအခန်းနံပါတ် i ကိုလည်းတဖြည်းဖြည်းနဲ့တိုးသွားအဲ့လိုနဲ့တိုးသွားမယ်ဆိုရင် array ကထဲကို minimum ရောက်သွားမှာဖြစ်ပါတယ်အဲ့လိုနဲ့နောက်ဆုံးမှာဒီက res ဆိုရယ် result အထဲကိုကျွန်တော်တို့ကအရန်တင့်လေဒီ array ကိုတွားပြန်ပြီးထည့်ပေးလိုက်မယ်ဖြစ်ပါတယ်အဲ့လိုလားထည့်ပေးပြီးဆိုရင်တော့ကျွန်တော်တို့ဘယ်နှလုံးထည့်ပြီးသားလဲဆိုတဲ့ဟာကဘယ်နှခန်းရွေ့ပြီးသားလဲဆိုတဲ့ i လေးကိုကိုစားပြီးတော့ကျွန်တော် i လေး return ပြန်လိုက်ပါမယ်အဲ့ဆိုရင်ဒီမှာ i ရပါပြီ
ကျွန်တော်တို့ size ကရလာပြီ size ကရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့က size ကိုတိခဏလောက်ထုတ်ကြည့်မယ်ပေါ့နော်ဆိုတော့ size of the result array is the digit and next line and comma and the digit is size ကို print ထုတ်ပြလိုက် size ကို print ထုတ်ပြပြီးပြီဆိုရင်တော့ y ဘာလို့မလဲ i ဟာဆိုရင်ဖြင့် i ဟာ0ဟာစ size ထက်ငယ်နေတယ်များကာလပတ်လုံးဘာလို့မလဲဆိုတော့ print f ဆိုပြီးတော့ကျွန်တော်တို့တွေကအဲ့ဒီじゃတစ်ခုချင်းစီကိုထုတ်ပြမှာဖြစ်တယ်တစ်ခုချင်းစီကိုတစ်လုံးချင်းစီကျွန်တော်တို့ဘေးလိုက်ထုတ်မပြတော့ဘူးကျွန်တော်တို့တောင်းလိုက်ထုတ်ပြမယ်ဗျာတောင်းလိုက်ထုတ်ပြမယ်ဆိုတော့ဒီမှာတစ်ခါတစ်လုံးထုတ်ပြလိုက်တစ်လုံးထုတ်ပြပြီးရတယ် next line ဆင်းလိုက်ဆင်းပြီးတော့ comma ထည့်တစ်လုံးထုတ်ပြပြီး next line ဆင်းပြီး comma ထည့် comma ထည့်ပြီးတော့ res okay res ထဲမှာ eigen ပေါ့ res ရဲ့ eigen 0ကနေစ i က plus ပဲတိုးတယ်ဆိုတော့တစ်ခန်းစီတိုးရမယ်အဲ့ဒါပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီဖန်တီးထားတဲ့ကျွန်တော်တို့ရဲ့ result လေးကိုတော့ပြန်ပြီးတော့လွှတ်ပေးဖို့မမေ့ပါနဲ့ cd အမှန်တူတွေကိုတွားမယ်ပြီး cd d47 ဆိုတော့ clear အဲ့မှာ47နဲ့ဝင်သွားပြီဆိုရင်ဖြင့် gcc ဆိုပြီး compile မယ် compile ပြီးရင်ကျွန်တော် run ကြည့်လို့ရပါပြီဒီမှာပါ the size of the result array is 20 is minus 10ကနေစတာတစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံး6လုံး9လုံး10လုံး9လုံး10လုံး11လုံး12လုံး13လုံး14 15 16 19 18 19 20ဒါပါပဲအဓိကဘာမှမဟုတ်မနေ့ကဟာအတူတူပဲအဓိကဒီဒါလေးကိုပြချင်တာ we just set the address of the memory sorry we just set the pointer pointing to the address of yes variable yes okay ဒါပါပဲကျေးဇူးအများကြီးတင်ပါတယ်